အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနှစ်နွေရာသီမှာပေါ့နော်လုံးဝရင်မကူရသေးဘူးအခုချိန်ထိနွေရာသီကုန်တော့မယ်ဒီနှစ်နွေရာသီကတအားကိုပူတာအဲ့တော့ဒီနေ့ကျွန်တော်အားလည်းရက်လည်းဖြစ်တော့ပြီးတော့ဒီနေ့ကမေလေးဖြစ်တယ်ပိတ်ရက်ဆိုတော့အလုပ်တွေလည်းမရှိဘူးအိမ်မှာ edit တွေလည်းမရှိတော့ကျွန်တော်တငယ်ချင်းတချို့နဲ့ကျွန်တော်အခုရေကူးဖို့ဆိုပြီးတော့ကျွန်တော်တွားနေတာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုစက်ကြည့်ပေးပါရေကူးဖို့ရောက်ပြီပေါ့နော်။ဘယ်မှာကူးမှလဲဆိုတော့ကန်တော်ကြီးတွေက Western ဘက်မှာဖြစ်ပါတယ်။ကျွန်တော်တခြားဟိုတယ်ကြီးကြည့်ရတယ်။ဒါပေမဲ့ဟိုတယ်ရေကူးကန်တွေကြတော့၄ပေကအဲ့လိုတော်တော်များတယ်ပေါ့နော်။သူတို့ကရေကူးဖို့အတွက်ကလေးလူကြီးရေကူးဖို့အတွက်လုပ်ပြီးသားဆိုတော့၄ပေကကျွန်တော်တို့ကြောက်အဆင်မပြေဘူး။အဲ့တော့ကျွန်တော်အရင်ကဒီ Western ဘက်ရေကူးကန်မှာကူးဖို့ရပေါ့နော်။ကျွန်တော်ဒီရောက်ပိတ်သွားရင်တော့ထင်တာ။ဒါပေမဲ့အခုမှ online မှာကြည့်လိုက်တော့ရှိသေးတယ်ဆိုတော့ကျွန်တော်ဒီကိုရောက်လာတာဖြစ်ပါတယ်။ဒီမှာကျတော့သူက၄ပေကနေစပြီးတော့10ပေထိတင်နေရှိတယ်ကျွန်တော်ဒီမှာပထမဆုံးရင်းနှစ်ပူရဲ့ရေကူးကန်ဖြစ်ပါတယ်ဒီနေရာကျွန်တော်ဟိုလောက်ကအသက်16လောက်တုန်းကဒီမှာ6ပေကန်မှလာမလို့ရင်းနှစ်ပူတယ်အဲ့ဒါမှတ်မရပဲအခုတော့ဒီကန်ကိုနောက်တစ်ခေါက်ပြန်ရောက်လာပြီဖြစ်ပါတယ်စားတော့ဒီ blog ကရေကူးတဲ့ဒီပြောပါနော်ရေနွေရာသီမှာအခုမှပထမဆုံးရေကူးဖြစ်တဲ့ဗီဒီယိုလုပ်မယ်ဆိုပြီးတော့ရှိုက်သွားပါတယ်ဒါပေမဲ့ဟိုရောက်တော့ရေကူးကန်လူနဲ့ဒီနေ့များဒီနေ့ပိတ်ရက်လေးဖြစ်တော့လူနဲ့များနေတဲ့ဗီဒီယိုပေးမရဘူးဗီဒီယိုရိုက်ခွင့်မရတော့ရေကူးတာလည်းဘာမှမရိုက်ခဲ့ရဘူးလူများနေတခြားလူရဲ့ privacy ရှိတယ်ဆိုတဲ့အနေနဲ့ရိုက်ခွင့်မရဘူးနော်အခုတော့ရေကူးပြီးသွားပြီအဲ့တော့ဘိုက်စာလေးတစ်ခုသွားစားမှာဖြစ်ပါတယ်ဘယ်ဆိုင်သွားဖြစ်မလဲတော့မသိသေးဘူးပေါ့နော်ပူပူဆက်ဆက်လေးစားချင်လာတယ်ကျွန်တော်တို့တင်ဖြူလမ်းမှာရှိတဲ့ Korean Mom Kitchen ဆိုတဲ့ကိုရီးယားစာဆိုင်လေးကိုကျွန်တော်တို့ရောက်ရှိသွားခဲ့ပါတယ်အဲ့မှာကျွန်တော်ကတော့ kimchi ခောက်ဆွဲမှာရပါတော့ကျွန်တော်တငယ်ချင်းတွေကတော့ကိုရီးယားသမင်းတုံးနဲ့တခြားဟာတွေမှာပြီးတော့စားကြပါတယ်တကယ်တော့ရေကူးတဲ့ vlog ကိုပဲတေးတေးချာချာလေးလုပ်ချင်ခဲ့တာပေါ့နော်ဒါပေမဲ့လည်းကန်တရားရေကူးတဲ့ vlog မှာရေကူးကန်မှာရိုက်ခွင့်မရတဲ့အတွက်ဒါကတော့ကန်တရားနဲ့အမှတ်တရပဲဖြစ်သွားပါတယ်ခင်ဗျာအဲဒီတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာနေအဆုံးသတ်လိုက်ပါတယ်ကျွန်တော်တို့လည်းစားပြီးသွားရင်အိမ်ပြန်ပါတော့မယ်ခင်ဗျာဘိုင်ဘိုင်